ဘလို့နေထားလဲဆိုလာကြည့်လိုက်အောင်ဘလို့နေထားလဲဆိုလာကြည့်လိုက်အောင်တော့ဟဲ့ဆောက်ယူမဟုတ်ဘူးဒီမှာသေလေးမယ်နော်ဟဲ့လာကြည့်လိုက်အောင်ဘယ်သူနဲ့တင်နေရလဲဆိုတာဟာရှိမင်းကတော့နောက်နေတာလားမိမတရားလို့လိုချင်တယ်ဗျာအမြန်လိုချင်တယ်ကလောတောင်ကြီးအောင်ပန်းလာရှုမေမြို့ကျတို့မိလာကြီးကပူလုံးလို့ဗျိုးအေးတဲ့နေရာမိမတို့အမြန်လိုချင်ပါတယ်အမြန်ဆုံးဆက်တွေ့ပြီပါခင်ဗျာယောက်ျားတကောင်လဲစော်နေပြလို့ငိုပြီးတောင်းပန်တဲ့ကောင်တော့ဟိုမှာလဲတကောင်လဲကြုံပလက်တွေကျူပြီးရှက်ပြကချစ်သားကဲမယ်အနောက်မဲ့ကဲလို့ရတယ်ကိုတော့မီးလေးလေးမီးလေးလေးလေးနင်းလည်းပုံမှန်ဒီမှာဒီမှာနေကလေးမှာနေရကလေးရောဘာလို့လဲနေဂျူလီအဂျိုလဲနင်းလာမယ်အပြေငါလည်းညားနေမှာရှုပ်နေဘာလို့နီးလို့မလို့ဒီတော့ငါပူးရရကမခါနဲ့ဒီပေါက်တဲ့တာနေလို့နဲ့ပူချူပူချူပူချူအေးရောမြင်ယူကြပါတော့ကွာမခန်းနိုင်တော့မင်္ဂလာပါကျွန်တော်ကိုယ်တိုင်ကြီးဆိုတာလည်းတချင်းတစ်ပုတ်စီဆိုပြပါမယ်တချင်းကောင်းစီကတော့ကျွန်တော်ကအိမ်မှာအငယ်ဆုံးသားဒီတကျူကအညာသားဘာမှမကွာကြသူမြဲလိမ့်တာကိုယ့်ချေတို့သူဆိုင်ကြလားကိုရနဲ့ကိုရှင်းဆက်နေတာရွှေချော်ပေါ်ပြည်ပြည့်စုံတာမိန်းကလေးများကတဲတဲလောက်တာကိုမပြောတဲ့ကိုညိုချောပါဗီဒီယိုစင်ငယ်လေးပါကျက်သူတွေကရမ်းကုန်များတာမိန်းကလေးများကချစ်တဲ့ပြောတာတတကမြောက်တကယ်ဆဲရောက်ပါစောကြီးလုံးတာတကယ်ကိုထိမ်းမြဘာမှမလုပ်လဲသူစားရတာဒါပေမဲ့ဗျာသူမြဲကျိုးတာသူမင်းနဲ့ဒီအပိုင်းရှိတာကျွန်တော်ကအိမ်မှာအငယ်ဆုံးသားလူဆိုတာကိုမရကိုကြောက်ကတယ်မင်းလဲမင်းမရကိုမင်းကြောက်ငါလဲငါမရကိုငါကြောက်ငါမရရှိမှမင်းမရကိုကြောက်တာလာမပြောနဲ့ရှင်းလား哎呦我的妈！ဘယ်ပြတဲ့ဘယ်နှတုံးလဲလို့ခုတော့3တုံးယူထားပြီးသွားပြီနော်နောက်တဲ့တုံးယူထားလို့ရလားဟယ်လိုဘယ်ပြတဲ့နဲ့ပေါ့တယ်မေမေဘယ်မှာလားမေကြားလားမေကောင်မလေးနဲ့သွားတွေ့တယ်ဆိုလို့အားရပါရနောက်ကလိုက်ချောင်းတာငါကောင်နော်ဟိုမှာဘာလုပ်နေလဲကြည့်လိုက်အောင်ကျွဲထိုင်လဲနေတယ်တဲ့စိတ်ပြတ်ဖို့ကောင်းတယ်ပြန်လာလိုက်တယ်ဗျာကျွန်တော်တို့လည်း